အားလုံးပဲမင်္ဂလာပါဒီနေ့အန်ဒူ grammar နံပါတ်61 62အနေနဲ့မျှဝေပေးမယ့် grammar တွေကနံပါတ်61ナニナニナドナンカナンテဆိုတဲ့ grammar နဲ့နံပါတ်62ナニナニနိခံしてはနိခံしてもနိခံするဆိုတဲ့ grammar တွေပဲဖြစ်ပါတယ်61ナニナニナンドナンカナンテဆိုတဲ့ grammar တွေကဘယ်လိုမျိုးအဓိပ္ပာယ်မျိုးနဲ့သုံးလဲဆိုရင် etc. အစရှိတဲ့ဖြစ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့သုံးပါတယ် example လေးနားထောင်ကြည့်အောင်နကတိုင်းနန်းကရှိမဲ့တဲ့ဒုက္ခနိခုနော်နကတိုင်းနေပါရချီပြီးတော့နကတိုင်းနေပါရစီပြီးတော့ဒုက္ခနိခုနော်ဘယ်သားမလို့လဲနံပါတ်2 example လေးအစကရှိခုတဲ့တရဘီနန်တို့မိတဲ့အီလာလဲနိုင်အစကရှိခုတဲ့အလုံးရှုံနေတဲ့အတွက်ကြောင့်တရဘီနာတို့ TV တွေတော့မှပဲမိတဲ့အီလဲနိုင်မကြည့်နိုင်ပါဘူးအဲ့လိုမျိုးနဲ့နာတို့နန်ကနန်တဲ့ဆိုပြီးတော့သုံးပါတယ်နံပါတ်62 grammar နိခံတဲ့ဝါနိခံတဲ့မို့နိခံစုလို့ဆိုတဲ့ grammar တွေကဘာနဲ့တူလဲဆိုလို့ရှိရင်နိချွိတဲ့ဆိုတဲ့ grammar နဲ့တူတယ်ဒါပေမဲ့သူကနိချွိတဲ့နဲ့နည်းနည်းပါကွာလဲဆိုလို့ရှိရင်ပို့ပြီးတော့နည်းနည်းရှုပ်ထွေးတဲ့အနေအထားတစ်ခုပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဆိုပြီးတော့ပို့ပြီးတော့ rich အနေနဲ့ကျဲတဲ့ပုံစံမျိုးတွေမှာဆိုလို့ရှိရင် need can stay ဆိုပြီးတော့သုံးတာများပါတယ် example လေးနားထောင်ကြည့်အောင်နော်နံပါတ်1ဥပမာခေကာခုဟန်ကိုနီကန်စတေဝါဂျူဘွန်ကန်တိုဆူရဟစ်ယောကအာရုခေကာခုဟန်ကိုနီကန်စတေဝါဆိုတာကြောင့်ခေကာခုဆိုတာကြောင့် plan ဟန်ကိုနီကန်စတေဝါ plan ပြောင်းတာနဲ့ပတ်သက်ပြီးတော့ဂျူဘွန်ကန်တိုဆူရဟစ်ယောကအာရုတေချာသုံးသပ်စဉ်းစားဖို့လိုပါတယ်โอเคဒီနေ့မျှဝေပေးတဲ့နံပါတ်61 62 grammar တွေကအနာတို့နန်ကနန်တဲ့ဆိုတဲ့ grammar ရဲ့နံပါတ်60နဲ့နိခံစတဲ့ဝါနိခံစတဲ့မို့နိခံစုလို့ဆိုတဲ့ grammar တွေပဲဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးရကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ရအောင်